ဇလန်အစမှာတော့တက္ကသိုလ်ဝင်ခွင့်စာမှုပွဲဖြေဖို့ရက်ပိုင်းပဲလိုတော့ပေမဲ့တင်းချညက်လုံးလို့အမြဲအဆူခံရတဲ့အထက်တန်းကျောင်းသူလေးဒန်ဘီဒန်ဘိုက်ကိုတွေ့ရမှာပါစာမှုပွဲဖြေရမယ့်မနက်မှာပဲဒန်ဘီတယောက်စိုးရိမ်စိတ်တွေလွန်ကဲပြီးဘဝကိုအရှုံးပေးကထွက်ပြေးဖို့ကြိုးစားပါတော့တယ်သူဟာပန်းချန်ထဲမှာစိတ်တက်ကြပြီးမိုးရေထဲထိုင်နေတော့ရှေ့ကမိုးရေအိုင်လေးတစ်ခုတည်းကိုထူးထူးဆန်းဆန်းခြေလမ်းမပြီးကျဆင်းသွားခဲ့ပါတယ်ဒါပေမဲ့မသေးသွားပဲသူရေထဲကနေပြန်ပေါ်လာတဲ့အချိန်မှာတော့မိုးမရွာတာ3နှစ်ရှိလို့ drought မိုးခေါင်ရေရှားပြဿနာကြီးနဲ့ရင်ဆိုင်နေရတဲ့ဂျိုဆုံးခစ်ကနန်းတွင်းမိုးခေါ်ပွဲကြီးတဲ့ကိုဒုံကနေရောက်သွားပါတော့တယ်ဝစ်စုံထူးထူးဆန်းဆန်းတွေနဲ့လူတွေကြားထဲရောက်လေဖြစ်နေတဲ့တန်ပီကိုဘရင်ကြီးလီဒိုဗီဒီယိုနဲ့စစ်တီတွေကမိစ္ဆာအောက်မိပြီးဓာတ်တွေနဲ့ဝိုင်းချိန်ကကိုမျက်ဖို့လုပ်ပါတော့တယ်ဒီမှာတင်တန်ပီကအသက်ဘေးကလွတ်အောင်ကျမတင်ချအရန်တော်ပါတယ်ဆိုပြီးလိန်ညာလိုက်ရတာပေါ့ဘရင်ကြီးကတက်တေပြခိုင်းတဲ့အနေနဲ့ပညာရှိတွေ3ရက်လောက်တွေ့ရတဲ့ပိုက်တာကိုရက်စတီဝရန်ပု္ပ္ပာကိုပေးတွက်ပါတယ်ဒါပေမဲ့ခစ်တစ်ကြောင့်သူတန်ပီအတွက်တော့ဒါကအေးဆေးမှုချက်ချင်းတွက်ပြလိုက်တဲ့အခါဘရင်ကြီးအံ့အားမြင်တက်သွားပြီးသူ့ကိုကိုဆန်းလို့ခေါ်တဲ့ယောက်ျားလေးပညာရှိအမတ်အဖြစ်နန်းတွင်းမှာခက်အပ်ကတင်းချနဲ့သိပ္ပံပညာတွေကိုသင်ခိုင်းပါတော့တယ်ဒီလိုနဲ့တန်ပီကဘရင်ကြီးကိုကနန်းရည်တွက်နီးအပေါင်းနှုတ်ကစပြီးစိတ်ရှည်လက်ရှည်သင်ပေးပါတယ်တနေ့တော့ဘိုက်စာလုံးလို့ဆိုပြီးသူ့အိတ်ထဲပါလာတဲ့ခစ်တစ်အတင်စားခောက်ဆွဲပြုတ်မမကိုလှုပ်ကြွေးရကနေဘရင်ကြီးတယောက်ဆက်ဆက်လေးနဲ့အရသာတွေ့ပြီးဆွဲလန်းသွားပါတော့တယ်အတူတူစားတဲ့အတူတူဘောလုံးကစားရင်းနဲ့သူတို့နှစ်ယောက်ကြားမှာရိုးသားတဲ့တန်ရုံးစင်တွေတဖြည်းဖြည်းတိုးလာခဲ့ပါတယ်တန်ပီဟာဘရင်ကြီးအတွက်စိုက်ပျိုးရေးနေနာကြီးကြေတာယာကြီးစနစ်နဲ့ပြည်သူတွေဖက်ရလွယ်မဲ့ကိုရီးယားစာပေတစ်အခရာ28လုံးတီထွင်မှုတွေမှာပါဘေးကနေကူညီပေးခဲ့ပါတယ်နောက်ပိုင်းမှာဘရင်ကြီးကတန်ပီဟာမိန်းကလေးမန်းတိသွားတဲ့အခါရင်ထဲကနေတကယ်ချစ်မိသွားပြီးသူ့ရဲ့မိဖုရားဖြစ်သိမ့်ပိုက်ကကြိုးဆုံးမှာပဲတစ်လုံးအတူနေဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့တန်ပီကအမေရှိတဲ့သူ့ရဲ့ခစ်တစ်ကဘာကိုပဲပြန်ကျင်တယ်လို့ငင်းပယ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခစ်တစ်ပညာတွေကိုမလိုလားတဲ့အမတ်ချုပ်ကြီးရဲ့လှုပ်ကြံမှုကြောင့်တန်ပီတယောက်စာကြည့်တိုက်ထဲမှာမီးလောင်တိုက်တွန်းခံရပြီးဓာတ်နဲ့ပါထိုးခံရပေမဲ့ဘရင်ကြီးကအသက်ဆုံးပြီးမီးထဲကနေပွေ့ချီကဲတင်ခဲ့ပါတယ်တကယ်တော့ဒန်ပီအိတ်ထဲကတင်ချစာအုပ်ကတစ်ချက်ကိုကာကွယ်ပေးသွားခဲ့တာပါနောက်ဆုံးမှာတော့ဂျိုဆုံးပြည်ကြီးမှာမိုးတွေအကြီးကျယ်ရွာသွန်းလာခဲ့ပြီးဒန်ပီအတွက်ပြန်ရမယ့်အချိန်ရောက်လာပါတယ်ဘရင်ကြီးကဒန်ပီကိုပင်လယ်ကမ်းခြေထိလိုက်ပို့ပြီးငိုရင်းနဲ့လမ်းကွဲနှုတ်ဆက်ခဲ့ကြပါတယ်ဒန်ပီဟာမိုးရေအိုင်ထဲကိုပြန်ခုန်ချပြီးသူ့ရဲ့ခစ်တစ်ကဘာစီပြန်လည်ရောက်ရှိသွားခဲ့ပါတယ်ခစ်တစ်ကိုပြန်ရောက်တဲ့အခါဂျိုဆုံးမှာလာပေါင်းများစွာကြာခဲ့ပေမဲ့ဒီဘက်မှာတော့စက္ကန့်ပိုင်းပဲကြာသေးတာမို့ဒန်ပီဟာစာမွေးပွဲကိုအချိန်မီဝင်ဖြေနိုင်ခဲ့ပြီးဘဝနဲ့မိခင်ရဲ့တန်ဖိုးကိုပိုနားလည်သွားခဲ့ပါတယ်လအနေငယ်ကြာလို့မိုးရွာတဲ့နေ့တစ်နေ့မှာတော့လမ်းမှာဒန်ပီကောင်းပေါ်ကိုထီလေးတစ်စီလာမိုးပေးတဲ့သူရှိခဲ့ပါတယ်လှည့်ကြည့်လိုက်တော့သူဟာဂျိုဆုံးခစ်ကဘရင်ကြီးနဲ့တပုံစံနဲ့တူနေတဲ့လူငယ်လေးတဦးဖြစ်နေပြီးငါတို့ဘတ်စကားပေါ်မှာတော့ကဆုံဘူးတယ်နင်းတီကြံခဲ့လို့ပြုံးပြီးပြောလိုက်ရင်းနဲ့ပဲခစ်နဲ့ခစ်ကိုဖျက်တမ်းခဲ့တဲ့စမ်းကြဲတဲ့အချစ်ဇလန်လေးကပြီးဆုံးသွားခဲ့ပါတော့တယ်။ကဲတင်ချညက်နဲ့မလေးနဲ့ဂျိုဆုံးခစ်ကဘရင်ကြီးတို့ရဲ့အချစ်ဇလန်လေးကိုသဘောကျတယ်ဆိုရင်ဒီဗီဒီယိုလေးကို like share လုပ်ပေးဖို့မမေ့နဲ့ဦးတော်နောက်ထပ်ဘယ်လိုရုပ်ရှင်မျိုးကို record လုပ်ပေးစီခြင်းလဲဆိုတာအောက်က comment မှာရေးခဲ့ကြပါဦးဗျာ။